မင်းဘာလုပ်မှမလားမင်းဘာလုပ်မှလဲမင်းဘာလုပ်မှလဲပြောကျွန်တော်ဖိုးစီကအမွေရရင်ကျွန်တော်လုပ်မှန်ကမင်းသားအဆိုတွေနဲ့ကားတွေနဲ့လုပ်မင်းသားအဆိုတွေကမင်းသားသဘောကျတယ်ငါလူပညာကိုအားပေးတဲ့လူတယောက်နော်ဟုတ်ကဲ့မဲဒါမဲ့တဲ့ခြေတော့ပါဒီလိုတမျိုးလေးပဲကတ်တာရေးလဲစိမ့်နေပါလေမကတ်တာဟာရေးလဲစိမ့်ရေးလဲစိမ့်ရတာပေါ့ရရစိမ့်တော့ပါရေးလဲမှာပဲစိမ့်နော်အေးပါတောင်းသားမှာမစိမ့်နဲ့ဖေနဲ့တဲတွေဝင်နေဆာဖေနဲ့တဲဝင်ရာကြီးဖြစ်ကုန်မှာပေါ့ရေးလဲစိမ့်လေးကြည့်ရေးလဲစိမ့်နဲ့ရွာသားရေးလက်လေးတော့ဘာတရားတော့ဒီမနေ့ကလိုက်ရှဲတာကောက်လိုက်တာနောင်ကြီးဟုတ်ပြီမင်းတို့ဝါနာပါရလဲငါသိရပြီနော်မင်းတို့ဝါနာပါရငါသိရတော့ဟိုလည်းတွေ့ချင်တယ်ကြောင်မိုးယူတွေ့ရမယ်မင်းတို့အတွက်စားပွဲတောက်ပွဲတွေလုပ်ထားတယ်ငါခေါ်မှထွက်လာခဲ့နော်အေးလေးပါချိုးလိုက်အေးငါခေါ်လိုက်မထွက်လာခဲ့အပါတယောက်ချင်းနော်ငါခေါ်လိုက်ဟိုမှာရေမိုးချုံအစားတော်တွေပဲသွားစားကြဟုတ်ကဲ့ယုံနဲ့တော့မယ်အေးအဲ့ကောင်ဟိုဘက်ကိုဟောဒီဘက်မှာဟုတ်မယ်လိုက်ခဲ့နော်မင်းသွားလေဘာလို့လဲအမေကျွန်တော်သွားမယ်နော်ဘုန်းဆက်လို့ရဒါတယ်လီဖုန်းဟုတ်ကဲ့ဆက်လို့ရကျွန်တော်ရွာဆက်ချင်လို့ဟောဆက်ဟုတ်ကဲ့ဟာရဟဲ့ဟုတ်တယ်ဆိုတာအပါလင်းတိတ်ပါဒီလူကြီးကြောက်လို့တော့ပြတ်သွားမှာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါလင်းတိတ်ပါလင်းနော်အေးပါနေကြတော့ဟုတ်ကဲ့အပါလေးဆိုလို့သာနေနေတာပါအေးဟုတ်လို့ဟောင်းလားဟယ်လိုရွာလားဟုတ်တယ်ဘိုးရင်ရောက်နေပြီကြာပဲနေလည်းရောက်လိုက်ပြီရောက်လိုက်ပါဟမ်အေးအဆင်ပြေတယ်ညံတော့ညလာခဲ့မှာဒါပဲလားဟုတ်ပြီဖုတ်ထားလိုက်မယ်နော်ဟာဟဲ့လားဘုန်းကြီးကျွန်တော်တားလို့ကြပါကျွန်တော်တို့ယူပါမယ်ထဲဟုတ်သွားဟုတ်ကဲ့ခင်ဗျနော်ပေါင်းမယ်နော်အေးအဖိုးခေါ်ပြီအေးမင်းမသွားဟုတ်ကဲ့ခင်ဗျ